ဂျာမနီရဲ့ခြေစွမ်းအဆင့်အတန်းနဲ့စိုးရိမ်စရာခံစစ်အားလုံးပဲမင်္ဂလာပါ MM Bookies ကနေပြန်လဲကြိုဆိုလိုက်ပါတယ်မနေ့ညက9ဂိုးအထိသွင်းပြီးအနိုင်ရခဲ့တဲ့ဂျာမနီအသင်းဟာဘိုးဆွဲဖို့တကယ်ပဲရေပန်းစားနေတဲ့အသင်းတစ်သင်းဟုတ်မဟုတ်ဆိုတာကိုတော့ကောက်ချက်ချဖို့ခက်ခဲပါသေးတယ်တကယ်တော့ဒီရတဲ့ဟာပွဲမစားခင်ကတည်းကကျွန်တော်တို့တီးထားပြီးသားအချက်လက်တွေကိုပဲထပ်ပြီးတက်တည်ပြသွားခဲ့တာပါနီးပြဂျူလီယန်နာဂက်စမန်ရဲ့လက်အောက်မှာကစားကွက်ဖန်တီးပုံအလွန်လှပပြီးပါရမီပါတဲ့တိုက်စစ်ကစားသမားတွေရှိနေတာမှန်ပေမဲ့တစ်ဖက်မှာလည်းသူတို့ရဲ့ခံချက်ကအလွယ်တကူကျိုးပြတ်သွားတဲ့အားနည်းချက်ကြီးကရှိနေသေးပါဝင်းထဲမှာဂျာမနီတို့တိုက်စစ်ဆင်နေခြင်းကြည်ကောင်းပေမဲ့လည်းပြိုင်ဘက်ကတံပြန်တိုက်စစ်ဆင်လာတဲ့အခိုက်အတန့်တိုင်းမှာတော့အဆင်မပြေခဲ့ပါဘူးဂျာမနီကန်နဝေနောက်ခံလူဖီလက်လန်ကလည်းဒီခံစစ်အားနည်းချက်ကိုထောက်ပြပြီးစိုးရိမ်ပူပန်ကြောင်းပြောထားပူပါတယ်ဂျာမနီအသင်းအနေနဲ့ဒီကမ္ဘာဖလားမှာခရီးဝေးသွားခြင်းနဲ့ဆိုရင်ဘောလုံးမရှိတဲ့အချိန်တွေမှာခန်းစစ်ကိုပို့ပြီးကြစ်လေးပိတ်ဆို့ထားနိုင်ဖို့နဲ့ပြိုင်ဘက်ရဲ့တံပြန်တိုက်စစ်တွေကိုကြိုတင်ဖြတ်တောက်ဖို့လိုအပ်တယ်လို့သူကသတိပေးခဲ့ပါတယ်။ကူရာဆောင်အသင်းနဲ့ပွဲမှာနေသူပြောခဲ့တာတွေကကွက်တိမှန်ကန်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ကူရာဆောင်ဟာလူအင်အားခြေစွမ်းပိုင်းအဖက်ဖက်ကအားနည်းချက်တွေရှိနေပေမဲ့လည်းရရှိလာတဲ့ကွက်လက်တွေကနေတဆင့်ဂျာမနီခန်းစစ်ကိုကောင်းကောင်းကြီးချိန်ချောက်နိုင်ခဲ့ပြီးပထမပိုင်း water break မတိုင်ခင်မှာတကယ်ကိုအနေနဲ့ပေးနိုင်ခဲ့ပါတယ်။ဒါဟာအားနည်းတဲ့အတင်းတင်းနဲ့တွေးဆုံလို့သာ9ဂိုးသွင်းပြီးဘုံကွယ်ထားနိုင်ခဲ့တာဖြစ်ပြီးတကယ်လို့တာမန်ထက်ပိုမိုတောင်တင်းတဲ့အတင်းကြီးတွေနဲ့တွေ့ရင်ဘာဖြစ်မလဲဆိုတာတွေးဝန်းစရာတော့မရှိပါဘူး။ဂျာမနီအသင်းမှာအမြင့်တွယ်နေတဲ့ဒီပြဿနာကိုအခုထိဖြေရှင်းနိုင်ခြင်းမရှိသေးတာကလည်းတကယ်ကိုစိုးရိမ်စရာကောင်းလာပါတယ်။အရင်ခေတ်တွေကလို့ခံစစ်နေရအချို့မှာတဦးချင်းအရေးသွေးထူးချွန်တဲ့ကစားသမားမျိုးမရှိတော့တာလည်းပါတယ်လို့ဒါဟာကစားသမားတဦးချင်းစီထက်အသင်းလိုက်စုစည်းမှုအပိုင်းမှာလိုအပ်ချက်ရှိနေတဲ့တသင်းလုံးဆိုင်ရာအားနည်းချက်ကြီးဖြစ်ပါတယ်။ပြိုင်ဘက်ရဲ့တိုက်စစ်ဆင်မှုတွေကိုဖိအားပေးနှောက်ယှက်နိုင်စွမ်းမရှိတာဟာလာမယ့်ပွဲကြီးပွဲကောင်းတွေမှာအဓိကတော့ချက်ဖြစ်သွားနိုင်ပါတယ်။ခံစစ်ပိုင်းမှာစိုးရင်စရာတွေရှိနေပေမဲ့ကွင်းရဲ့တစ်ဖက်ချမ်းမှာကလည်းတိုက်စစ်ပိုင်းကတကယ်ကိုအားရစရာကောင်းလွန်းလှပါတယ်။ Florian Wirtz, Musiala နဲ့ Kai Havertz တို့ရဲ့တိုက်စစ်အတွဲဖက်ဟာတကယ်ပဲစီးမျောမှုရှိပြီးကစားကွက်အလှပမျိုးစုံနဲ့ပြိုင်ဘက်ကိုဒုက္ခပေးနိုင်ခဲ့တာပါ။ဒါအပြင်အန်မီချာကလည်းသူသွင်းယူခဲ့တဲ့ဂိုးအပြင်တိုက်စစ်စင်တဲ့နေရာတိုင်းမှာလည်းပြိုင်ဘက်နောက်ခံလူတွေမထိန်ချုပ်နိုင်တော့အောင်ကိုအကောင်းဆုံးကစားပြသွားခဲ့ပါတယ်။ဒီလိုကစားသမားတွေရဲ့အချိတ်ဆက်မိမိတွဲဖက်မှုတွေကလည်းဒီပြိုင်ပွဲမှာဘလို့အသင်းမျိုးအတွက်မဆိုရင်ဆိုင်ရခက်ခဲမဲ့တိုက်စစ်အင်အားစုဖြစ်လာမှာအသေးချပါပဲ။ခြုံငုံကြည့်ရမယ်ဆိုရင်တော့ဂျာမနီအသင်းဟာတိုက်စစ်ပိုင်းမှာမျက်စိပတာတာဖြစ်စရာသွင်းဂိုးတွေနဲ့အတူပရိသတ်တွေကိုဖျော်ဖြေမှုတွေအပြေးအဝပေးစွမ်းနိုင်ပေမဲ့စူပလာကိုစိန်ခေါ်နိုင်ဖို့အတွက်ဆိုရင်တော့ပြင်ဆင်ရမယ့်အလုပ်တွေအများကြီးကြံလို့နေပါသေးတယ်။ခွေတွေကပရိသတ်တွေရဲ့အောင်ပွဲခံတဲ့တွေကြားထဲမှာခန်းစည်းရဲ့လိုအပ်ချက်တွေကိုနီးပြအဖွဲ့ဝင်တွေအနေနဲ့တေချာသတိပြုကြည့်ဖို့လည်းလိုအပ်ပါတယ်။ဂျာမနီဟာကြီးလို့အကောင်းဆုံးအသင်းတစ်သင်းဖြစ်နေတာမှန်ပေမဲ့လည်းအမှားမခံတဲ့ရှုံးထွက်အဆင့်တွေမှာတော့ဒီချက်ပိုပြီးတည်ငြိမ်ပြတ်သားတဲ့ခန်းစည်းပုံစံမျိုးပြသနိုင်မှသာသူတို့မျှော်လင့်တဲ့အိမ်မက်ပန်းနိုင်ကြီးရောက်ရှိနိုင်မှာဖြစ်ပါတယ်။ဒီလိုအရသာရှိတဲ့သုံးသက်ချက်တွေကိုအမြင်အားဆင်နိုင်ဖို့ MM Bookies ကို like and follow လုပ်ထားပေးဖို့ပြောကြားရင်းအဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။